ပညာငယ်တဲ့မိသားစုကိုနှိမ့်ဆက်နေအားမရသေးဘူးလားအဖေလည်းဒီစိတ်နဲ့ဆုံးနေရအခုလဲသူ့အမေတယောက်လိုအတော်တယောက်လိုချစ်တဲ့သူငွေစိတ်တွေတက်ပြီးတော့ရဆက်တက်ဖြတ်လိုက်တယ်အန်ဒီတင်ကြီးကအရန်ကိုစိတ်သဘောထားပြုစက်မှာအခုလို့ဖြစ်သွားတာလုံးဝယုံလို့မရသေးဘူးကိုယ်လည်းဘယ်တော့ရောက်လာမလဲလို့တွေးပြီးတော့ပူနေရညာနဲ့ပတ်သက်တဲ့ကိစ္စတွေကိုသိရတယ်ကျွန်တော်ရှင်းပြပေးလိုက်ပါစိတ်ချပါကျွန်တော်ပူပါပါဝင်ပါမယ်ကျွန်တော်တို့ရဲ့သုံးသက်ချက်ရတယ်အညာရဲ့နောက်ထပ်ပြင်မှာကအဆုတက်ဖြစ်လာတယ်ဘာကြောင့်လဲဆိုရင်ပညာနဲ့ပတ်သက်တဲ့အမွေဆိုင်ရှုပ်တော်ပုံကိစ္စမှာနောက်ဆုံးပိုင်ဆိုင်မှုရှိတဲ့သူကအဆုတက်တယောက်လည်းရှိတယ်ဖြစ်နိုင်မယ်ဆိုတော့ရန်ကုန်ပြည်နေစီနေကြကျွန်တော်လည်းလော့ကိစ္စမပြတ်သေးလို့ပါလော့ကိစ္စပြတ်တယ်နဲ့ကျွန်တော်လည်းရန်ကုန်ပြန်မှာပါဒီမှာလည်းကျွန်တော်ရှိနေတဲ့အတွက်သိတော့စိတ်မပူပါနဲ့ဒီကိုဆိုကျွန်တော်အကြောင်းချပါမယ်ကောင်းပါပြီဆိုရင်ကျွန်တော်ခွင့်ပြုပါ